ဝိဇ္ဇာဆိုတာကြတော့ဘာတွေကိုပြောတော့လို့ဆိုသမထကျင့်စဉ်ကျင့်လို့ရလာတဲ့တမာတိကိုခြေခံပြီးတော့မိမိတဏ္ဍာမှာရှိတဲ့ရုပ်တရားနံတရားတွေရဲ့သဘာဝလက္ခဏာပင်ကိုသဘာဝလက္ခဏာတွေတွေ့အောင်ကြည့်နေတာမညာလက္ခဏာလို့ဆိုတဲ့အိဋ္ဌသဘောအနတ္တသဘောဒုက္ခသဘောအနတ္တသဘောတွေကိုမြင်အောင်ကြည့်တယ်ဝိပဿနာဉာဏ်နဲ့တိုးမြင့်ပြီးတော့ဆင်ញင်စဉ်းစားလို့ဝိပဿနာဉာဏ်ရလာပြီအဲ့ဒါကြတော့ဝိဇ္ဇာတဲ့ရသော်ဗျာဝိပဿနာဉာဏ်ဟာဝိဇ္ဇာပဲအမထကြားတော့မကြဘူးဒါကသူတို့လောကမှာဒါကိုဝိဇ္ဇာလို့ခေါ်တယ်သူကပေတဲ့သုံးပုံပဲဝိဇ္ဇာလို့ခေါ်တယ်ဝိပဿနာအတိသိလာတယ်ဟာဝိဇ္ဇာတခါဒီနေရာမှာဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးတော့သမထနဲ့ပတ်သက်တဲ့အစွမ်းတကူတွေမနောမယိတ်ဒီတဲ့စိတ်ထဲကနေဖန်ဆင်းတယ်သမထကျင့်စဉ်တစ်ခုကျင့်ပြီးအောင်ပြီးတော့စိတ်နဲ့ကိုယ်ပွားတွေဖန်ဆင်းနိုင်တယ်မနောမယိတ်ဒီတကူမျိုးဖန်ဆင်းနိုင်တယ်ကောင်းကင်ပြန်တယ်မြေရှိုးတယ်တကူမျိုးဖန်ဆင်းတယ်ဝေးလံတဲ့အတန်သိငယ်တဲ့အတန်တွေကိုကြားနိုင်တယ်ဒိဗ္ဗသောတာသူတစ်ပါးစိတ်ကိုဖတ်နိုင်တယ်သိနိုင်တယ်စေတောပရိယကိုယ့်ရဲ့အတိတ်ဘဝမနေ့ကလုပ်ခဲ့တာခဏပြန်မှတ်မိနေတယ်လို့အတိတ်ဘဝတွေကိုပြန်ပြီးတော့မှတ်မိတယ်ပုဗ္ဗေနိဗ္ဗာန်နုဒ္ဒတိဝေးလံတဲ့အရာခြားကွယ်နေတဲ့အရာတွေကိုမြင်နိုင်စွမ်းရှိတဲ့ဒိဗ္ဗစက္ခုနောက်ဆုံးမှာကိလေသာအာသဝတွေကုန်ခန်းသွားတယ်အာသဝခယဆိုပြီးဉာဏ်ယဟန္တာဖြစ်သွားသည်အထိသစ္စာလေးပါးကိုသိပြီးတော့ကိလေသာအာသဝတွေအလုံးကုန်သွားတဲ့အတိဉာဏ်ဒီရှိခုကိုဝိဇ္ဇာလို့မြတ်စွာဘုရားဟောတယ်အမထကမေးတယ်အရှင်ဘုရားစရဏဆိုတာဘာလဲမြတ်စွာဘုရားစရဏတွေကိုဇန်၄ပါးပါထည့်ပြီးစရဏလို့ဖြေထားတယ်ဇန်နေဟာစရဏဝိပဿနာဉာဏ်ကစပြီးတော့ဒီအဘိညာဉ်တွေအလုံးပေါင်းလိုက်တဲ့အခါ၈ခုအဲ့ဒီ၈ခုဟာဝိဇ္ဇာလို့ဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးနဲ့ဒီလိုဆိုတာရှိတယ်လေဝိဇ္ဇာအဲ့ဒါကိုဝိဇ္ဇာလို့မြတ်စွာဘုရားကရှင်းပြပြီးတော့ဒီလိုဝိဇ္ဇာစရဏမျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဒီဝိဇ္ဇာစရဏတဲ့တာတဲ့ဝိဇ္ဇာစရဏလောကမှာမရှိဘူးဒီဝိဇ္ဇာစရဏအကောင်းဆုံးအမြတ်ဆုံးအတုမဲ့ဝိဇ္ဇာစရဏဖြစ်တယ်လို့ဒီဟာကိုငါဆိုလိုတယ်လို့မြတ်စွာဘုရားကဒီလိုဟောလိုက်တယ်